ဒီနေ့လေအရန်ရည်စရာကောင်းတာပြောပြအောင်ပြောပြဆိုလို့လေဆိုလေအဲ့ဒီရဲ့တငယ်ချင်းတယောက်လေထိုင်းမှာတယောက်နဲ့ဒီနေ့ပေါ့နော်အတူတူပြန်လာတဲ့ခါမှကြောသူကပြောတယ်ဗါလဲသူကလေသူပဲစီးရကွာဆိုင်ကစီးရဆိုတာဒီထိုင်းနိုင်ငံမှာပို့ရှိရပို့ဆိုတာဆိုင်ကလေအဲ့ဒီရဲ့ဒီမျိုး taxi လို့ပြောလာအဲ့မျိုး application တစ်ခုနဲ့ခေါ်လို့ရတယ်လေအဲ့ဒီပို့စီမှာသူကပြန်နေကြလေနော်သူခိုင်းပါလိနဲ့ပြန်လဲမသိကူလဲသူအလောက်လေးစိတ်ဝင်ကြတော့ရိုင်းမဲစကားခင်နေဆိုတော့လေနော်အဲ့ဒါနဲ့သူကဒီနေ့ကျတော့လေဟိုကိုပြောဟဲတဲ့ဆန်နဲ့နေဘလို့ပြန်มาလဲတဲ့ဒီနေ့ကားနဲ့ပြန်มาလေလို့ဘာလို့ဆိုကိုကလည်းဖုန်းထဲမှာ application ရှိရလေအဲ့ရဲ့ application ဆိုကားပဲချိန်လာကြည့်လို့ရလေကွာအရန်နောက်ကြတဲ့ကားတွေမလားဆိုကိုလည်းစိုက်ငင်းနဲ့ပြန်လာများတယ်ပေါ့နော်ဒါပေမဲ့အခုကိုယ့်ရဲ့ application မှာရောကားလာနေပြီအဲ့ဆိုလို့ရှိရင်ကိုကထွက်တာနဲ့ကားလေအဲ့ကားလေကိုယ့်ရဲ့ insurance မှတိုင်ကြီးဆိုတော့ဘာပြောကားနဲ့ပဲပြန်မယ်ပေါ့နော်အဲ့တော့လေအဲ့တဲ့သူကလည်း like လာတဲ့ခါကျတော့အမှန်နဲ့ bus store ရောက်တဲ့ခါမှာကျတော့bus store ရောက်တော့ကားဆောင်နေပေါ့သူကလည်းအခုမှစစီးသူလည်းကိုမေးတယ်ဘယ်ကားကြီးစီးရမလဲမသိဒါပေမဲ့နင်းကလည်းကားမတူတော့လို့ငါကျတော့ငါ့ရဲ့ကားကျတော့ဒီနံပါတ်ငါဒီအိမ်ငါအိမ်ရှိတယောက်တည်းမတိုင်ငါလို့အဲ့ဒါနင်းကကျတော့ဒီကားစီးရမှာမဟုတ်ဘူးနင်းကဟိုဘက်လန်သွားမှဆိုတော့လို့ဒီလိုမျိုးနင်းကနင်းနေတဲ့ဒီရက်ကွက်ပြီးနောက်ရက်ကွက်ကငါရက်ကွက်ပဲပေါ့အဲ့လိုမျိုးပြောချင်တာပေါ့ငါရက်ကွက်ပဲလေလို့ပြောဆိုအေးတိတယ်ဒါပေမဲ့ငါရက်ကွက်ကျတော့လမ်းကြောင်းဝင်ရတယ်ဒါပေမဲ့ဒီကားကျတော့ငါ့ကိုလမ်းကြားလေးလိုက်ပို့ပြီးငါမတိုင်ထရောက်တယ်လို့အဲ့အကြောင်းမနင်းကဒီကားစီးရအောင်လို့နင်းစီးရမယ့်ကားနံပါတ်ဘလောက်သူပြပြတော့အော်အေးဆိုသူကြည့်တော့ဟဲ့လို့ကွာတော့မအားနိုင်မှာစောင့်ပေးရမလို့ဖြစ်နေတယ်မလားကိုကားတွေကလာတယ်အများကြီးပဲတည်ရမလားအဲ့ဆိုတော့စဉ်းစားရတယ်အဲ့ဒါခဏကြောင့်အင်းလို့ဟိုမှာထိုင်ချင်လဲရရင်တော့လို့ဟိုသူတို့အနောက်မှာလေအေးရေသူတို့ထိုင်နေကြလေပြန် bus ကားမှာစောင့်နေလို့လေညဟိုမှာထိုင်လို့ရရတော့လို့သူကွာတော့အားနာနေသူကကိုနဲ့သူလိုက်လာဆိုခါတိုင်းသူနဲ့ကိုနဲ့သူမပြောင်းအဲ့နဲ့အဲ့တော့မထိုင်အဲ့နဲ့ကိုလည်းကားလဲသူ့လဲစောင့်မယ်ကိုကားကြော်လာပြီဒါပေမဲ့သူ့လဲစောင့်ပေးချင်တယ်အဲ့နဲ့သွားရထိုင်မှာဖုန်းကြည့်နေသူ့လမ်းကြည့်အဲ့နဲ့ပြန်စဉ်းစားပြန်ပြောပြမယ်သူကလေထိုင်းလူမျိုးနော်ထိုင်းလူမျိုးဆိုပေမဲ့သူကလေအီဆန်ဟုတ်တယ်အီဆန်ဆိုပေမဲ့တည်ရမှာသူတို့အဲ့လိုမျိုးပေါ့ထားလိုက်ပါတော့အီဆန်နေပါကြီးထားလိုက်ဒါပေမဲ့ तू ကထိုင်းလူမျိုးတော့မှကြည့်လိုက်လေဒီမှာမြန်မာပါရှင်မြန်မာလူပြောပြတာအောင်နားထောင်မှာကားလိုက်စောင့်စီးနေရတယ်တကယ်မလားကားနဲ့ဘလို့စီးပါဘလို့ဟလာအဲ့အကြောင်းမလို့လေလူတယောက်ကလေတဲ့လားဘေးမှာပဲဖြစ်နော်ကိုကလေဘာလူမျိုးမလို့ဘလို့ကိုကဆရာဝန်မလို့ကိုက nurse မလို့မဆိုင်ဘူးလူကလေသူ့ကဏ္ဍနဲ့သူတည်ရမလားသူ့ညနဲ့သူမှာအဲ့လိုမျိုးဘယ်လိုခေါ်မလဲ join စီရင်အတွေ့အကြုံရှိရင်ဆိုဘယ်ညမှဆိုဘယ်လိုခေါ်မလဲကိုကဆရာကြီးပဲပေါ့နော်အဲ့သူ့ချီမှာထိုင်မှရှိနေတယ်နောက်ကနေသူ့ကြောကုန်ကြည့်ပါလို့လုံးချအောင်လို့ငါထိုင်းမကိုလို့စောင့်ပေးနေရတယ်ကိုင်နိုင်လုပ်ပေးနေရတယ်လို့ပြောင်းပြန်နေဖြစ်နေဒါပေမဲ့လည်းမစောင့်လိုက်ပါဘူးအဲ့မှာနောက်ကျမလည်းကျမဖုန်းထဲမှာပါကားလည်း3စီးမြောက်မှာစောင့်ရတယ်2စီးတော့ကျမကြော်မှသူစောင့်ပေးနောက်တစ်စီးကြော်ကျမသူမစောင့်တော့ဘူးဘာဖြစ်လို့လဲဆိုတော့နောက်ထပ်ကားတွေကကျမလာမယ့်ကားတွေနည်းနည်းစောင့်ရမှာကြာမှာဆိုကျမလည်းအိမ်ပြန်နောက်ကျမယ်ဆိုတော့အဲ့နဲ့လို့အဲ့နဲ့ငါဒီစီးနဲ့တက်သွားရင်တော့နင်းလောက်လိုက်တော့နေမမိရမလားငါပြောတဲ့ကားတွေမမိရတယ်အေးစသွားပြီလို့အမှလေ bus stop မှာလူတွေအများကြီးချဲအကုန်လုံးထိုင်းလူမျိုးတွေ तू မသိအောင်ထိုင်းလူချင်းမေးလို့ရတယ်ဒါပေမဲ့ तू ကျမကိုဘလောက်အားကိုလဲဆိုပြောပြရမှာနော်ကျမမြန်မာလူမျိုးစစ်ပါဒါပေမဲ့ကားစီးရဲ့နေမှာအသေးချုံရှိရောလေ तू တက်တောင်ဆရာကြီးဖြစ်တယ်ပေါ့နော်အဲအကြောင်းမို့အဓိကပြောချင်တာကလူမျိုးနဲ့မဆိုင်ဘူးပြီးတော့လူမျိုးနဲ့မဆိုင်ဘူးဆိုတော့လူမျိုးနဲ့လည်းမဆိုင်ဘူးပြီးလို့ရှိရင်ကိုကလေဘေးအလုပ်လေအတွေ့အကြုံရှိတယ်ဘယ်ညာပဲဖြစ်တယ်ဆိုသူများတက်ပန်းတာတယ်အဲကြောင့်အတွေ့အကြုံဆိုလိုက်ကောင်းယူပါအလုံးပါလေအဲ့လိုမျိုးပေါ့နော်အတွေ့အကြုံလေးယူပါပြီးအတွေ့အကြုံရှိတဲ့လူကဘယ်ညာရောက်သူများတက်ပန်းတာတယ်ဆိုတာပြောပြတာဖြစ်ပါတယ်ဘိုင်